ဒါကတော့ဘူတောင်ဒေသဟာအင်မတန်မှဝဲလံခုန်သွားပြီးတော့ခက်ခဲတဲ့ဒေသဖြစ်တယ်အများပြည်သူကလည်းကျန်းမာရေးတောက်လျှောက်မှုအင်မတန်မှလိုအပ်တာဖြစ်တဲ့အတွက်ဒီစေယုံကြီးမှာလိုအပ်တဲ့တမန်ပစ္စည်းနဲ့စေဝါပစ္စည်းပို့တာကိုတော့ဒီလိုမလို့တင်ဖို့လို့ကျွန်တော်ထင်ပါတယ်ဒေသခံတိုင်းသားစာပေနဲ့ယဉ်ကျေးမှုကော်မတီအသီးသီးကလည်းသဘောထားထုတ်ပြန်တည်တယ်လို့ကျွန်တော်အမြင်တင်ပြလိုပါတယ်ပြည်သူတွေအတွက်တော့တော်တော်ကိုထိခိုက်နေတာဆုံးရှုံးမှုရှိနေပါတယ်အရေးပေါ်လူနာများအတိတ်ကြီးဝါကြီးလူနာများကလေးသူငယ်များမကြာခဏစေဝါကုသရတဲ့ကမှာတမန်ရမယ်လုပ်ငန်းတွေအများကြီးရှိတာဖြစ်ပါတယ်အဲဒါကြောင့်တမန်ရိုက်တဲ့လုပ်ငန်းတွေမလုပ်နိုင်တဲ့အတွက်အကျိုးတရားမှုမရှိဘဲနဲ့ပြည်သူတွေမှာအင်မတန်မှနေတာဆုံးရှုံးမှုရှိတယ်လို့ကျွန်တော်မြင်ပါတယ်ဟုတ်အများပြည်သူရဲ့အကျိုးကိုရှေ့ရှုပြီးတော့ဒီလိုမလုပ်ဘဲနဲ့ချောချောမောမောရောက်ရှိအောင်ပြန်လည်ကူညီပေးတင်တယ်လို့ယူဆပါတယ်ဟုတ် ဒီမြေတွေကဝေးလံတဲ့ဒေသခုဖြစ်ပါတယ်။ဟောဒီစာတိုင်းနိုင်စုပွဲနေထိုင်ရတဲ့ area ခုအဲ့လိုနေရာမျိုးမှာရှိတဲ့စေယုံတွေဆိုရကပြီးတဲ့ဓမ္မစက်ကိုပြင်ရလွှင့်သွားတယ်ဆိုတော့ဒါစီရေးပြမှလည်းမဟုတ်ဘူးနေပြမှလည်းမဟုတ်ဘူးတို့တော့ပြည်သူတွေအတွက်ကုသပေးမဲ့ဓမ္မစက်ကိုလွှင့်သွားခြင်းကတော့ဒီနိုင်ငံပေါ်စီတစ်ခုရဲ့လုံးသိလုံးတက်တဲ့အလုံးမဟုတ်ဘူးလို့ဆိုတော့ဓမ္မစက်ဆိုတဲ့ဘောကလည်းကုသရေးမှာမရှိမဖြစ်တော့တဲ့ဒါ equipment တစ်ခုဖြစ်ပါတယ်အဲ့ဓမ္မစက်လိုအပ်တဲ့ဓမ္မစက်ကိုတို့ရတည်တည်ပြီးတော့တယ်အကင်းအနေနဲ့အဲ့ဒီဓမ္မကြီးရဲ့တိုင်းသားပြည်သူရဲ့ကုသမှုအတွက်ကိုသွားပြီးတော့နောက်အကြီးကျယ်နောက်ဆက်လိုက်လို့ပြောသွားတယ်